console quality graphic နဲ့ offline ဆော့လို့ရတဲ့ anime RPG ကိုရှာနေတယ်ဆိုရင်အခုပြောပြမယ့် Ace Astrid ကိုကြော်မသွားသင့်ပါဘူး graphic လမ်းနဲ့ animation တွေ fluid ဖြစ်ပေမဲ့ turn based combat ဆိုတော့လူတော်တော်များများကနှာခေါင်းရှုံသွားတတ်ကြပါတယ်ဒါပေမဲ့သူ့ရဲ့ turn based ကထူးခြားပြီးအဖွဲလိုက် combo တွေဖန်တီးပြီးကျုံးရတာကတော်တော်ရတာရှိတာပါကိုက scale chain တစ်ခုဖန်တီးနိုင်ရင် party တစ်ခုလုံးက character တွေနဲ့ဆွေးနွေးဝိုင်းလာလို့ရတာကြောင့် turn based combat လို့မခံစားရတော့ပါဘူးဂျန်သူရဲ့တန်းလဲကြရင်လဲတခြားဂိမ်းတွေလိုမျိုးဒီတိုင်းညိတ်ခံနေရတာမဟုတ်ပဲသူတို့အထက်လောက်တာတွေကိုအချိန်ကိုက် parry လုပ်ပြီးကာကွယ်လို့ရပါတယ် skill tree မှာ character တွေရဲ့ defense ဘိုင်းတွေ attacking ဘိုင်းတွေကို damage ပို့ထွက်အောင် upgrade လုပ်ပြီးကိုယ့်ကောင်ကို strong ဖြစ်အောင်လုပ်လို့ရသလို hit တွေချက်ပြီး vitality တက်စီတာလိုမျိုး cooking buff တွေကိုလည်းယူနိုင်မှာပါကျွန်တော်ပထမဆုံးအကြိုက်တွေ့မိတာကတော့ game ရဲ့ graphic နဲ့ character model ဘိုင်းတွေပါပဲenvironment design တွေက sci-fi ဘိုင်းအပြည့်အဝရပြီးပတ်ဝန်းကျင်ကအစာအုပ်တွေကတဆင့်လဲဇလန်ဖြစ်ဖြစ်အာလင်ဒိုဂျိုကြီးရဲ့ယဉ်ကျေးမှုနဲ့တမိုင်းတွေကိုခန်းစားမိမှာပါ character model detail ဘိုင်းတွေဆိုရင်လည်း graphic high မှာတော်တော်လေးကြည့်ကောင်းပြီး texture တွေ lighting dynamic ဘိုင်းတွေကအစ mobile game တစ်ခုလိုထင်ရစရာမရှိအောင်ပါပဲ UI ဘိုင်းတွေကတော်တော်လေးတည်သက်သလို main menu ဖွင့်လိုက်တဲ့အခါမှာ dynamic ဖြစ်တဲ့ hologram animation ဘိုင်းတွေဆိုရင်နည်းပညာမြေပစ္စည်းတစ်ခုကိုထိန်းချုပ်နေရသလိုခန်းစားချက်မျိုးကိုပေးပါတယ်စော့နေတဲ့အချိန်တွင်းမှာကိုရောက်နေတဲ့နေရာမှာစိတ်ပြီးထွက်လို့ရတဲ့ quality of life feature တွေကလည်း game တစ်ခုကိုနိုင်ချီပြီးမစော့နိုင်တဲ့ player တွေအတွက်တော့တော်တော်အဆင်ပြေစေမဲ့ feature တစ်ခုပါဒါပေမဲ့ဒီ game ရဲ့အကြီးမားဆုံးအားနည်းချက်ကဒါလို့ဆိုပြီးတဖြည်းဖြည်းနဲ့ fast quest ဆန်လာသလိုနောက်ပိုင်းကျရင် repetitive ဖြစ်လာတယ်လို့ခန်းစားရတာပါပဲ boss တွေက mechanic ရှိပေမဲ့ရိုးရိုး enemy တွေရဲ့ attack pattern ကတော့ဒါတွေကြီးပဲထက်နေပါတယ်ဒါကြောင့် parry timing တစ်ခါလောက်ကျွမ်းကျင်သားရင်နောက်ပိုင်းမှာ challenge ဆိုတာတဲ့ routine တစ်ခုလိုဖြစ်လာတာပါဒီကုန်းချိုးရရင် Ace Astrid ဆိုတာ console quality graphic အဆင့်ရှိတဲ့ mobile offline game တစ်ခုဖြစ်ပါတယ်နောက်ပိုင်းမှာ game လေးလူရအားနည်းချက်တွေရှိလာပေမဲ့ game ရဲ့ environment design နဲ့စိတ်ဝင်စားစရာဇာတ်လမ်းတွေက game ကိုစော့စေခြင်းအောင်ထိန်းထားနိုင်တဲ့ sci-fi fantasy anime game တစ်ခုဖြစ်ပါတယ်遺留品気にしないでいいよありがとうဒီ Forgotten Memories ကလေ jump scare တွေထက်ကိုပတ်ဝန်းကျင် atmosphere ကိုတုံးပြီး player ကိုချီးချမ်းအောင်လုပ်တာဗျဂိမ်းဇာတ်လမ်းကိုနည်းနည်းပြောပြမယ်ဆိုရင်ကျွန်တော်တို့ရဲ့ main character Sona Rose Hawking ကကလေးပြောင်းမှုကိုစုံစမ်းရာကနေဂိမ်းအစမှာစိတ်ရင်းစားစေယုံကြီးမှာနိုးလာပြီးမှတ်ဉာဏ်တွေပျောက်ဆုံးကုန်ပါတယ်ဒီစေယုံကြီးထဲမှာတရားမဝင်စက်သက်မှုတွေလုပ်နေတာကိုတဖြည်းဖြည်းနဲ့သိလာရပေမဲ့နောက်ပိုင်းကျတော့သူ့မျက်စိရှေ့မှာမြင်နေရတာကအစ်စ်အမှန်လားဒါမှမဟုတ်ခြောက်ခြားမှုကနေဖြစ်လာတဲ့ပုံရင်းရောင်နေလားဆိုတာသူကိုယ်တိုင်တော့မသိခွဲတော့ပါဘူးအဲ့တော့စေယုံကြီးထဲမှာဘာတွေဖြစ်နေတာလဲကလေးပြောင်းမှုတွေကိုဘလို့ဆက်ဆက်နေလဲဆိုတာကိုယ်တိုင်ဖြေရှာကြည့်လိုက်ပါဒီဂိမ်းက horror တက်ကို survival horror လို့ပြောရင်ပိုးမှန်ပါမယ်ကြီးတွေကအကန့်အသတ်နေပဲရှိတာဆေးတွေကိုတခန်းဝင်တခန်းတက်လိုက်ရှာရတာကဂျင်းနဲ့ကြက်ထဲမှာအသက်ရှိအောင်ကြိုးစားရတယ်ဆိုတဲ့ survival feeling ကိုပေးပါတယ်ဂိမ်းလေးပိုင်းကိုပဲကြည့်မယ်ဆိုရင်တော့တွေပစ္စည်းတွေရရင်နောက်ကိုပြန်လာပြီးတကားပြန်ဖွင့်ရတဲ့ back tracking ဘိုင်းကနည်းနည်းလေးရိုးရှင်းနဲ့ခံစားရပါလိမ့်မယ်ဒါပေမဲ့ညစ်ပတ်ဆုပ်ပြတ်နေတဲ့နေရန်တွေသွေးကွက်တွေရင်ကောင်းတွေအုံနေတဲ့လူသေးလောင်းတွေကပလီယာကိုစိတ်မသက်မသာဖြစ်စေပါတယ်နေရာအနှံ့မှာရုပ်တွေပြည့်နေတာကလည်းအမောင်ထဲကနေတစုံတစ်ယောက်ကအမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတဲ့နောက်ကျောမလုံတဲ့ခံစားချက်ကြီးကိုရတာပါဘယ်အချိန်မှအရုပ်တွေအသက်ဝင်ပြီးကိုယ်နောက်လိုက်လာမလဲဘယ်နေရာကဘာတွေထွက်လာမလဲဆိုရင်အမြဲတမ်းရင်တထိတ်ထိတ်ဖြစ်နေရပါတယ်နောက်ကိုပြန်သွားတဲ့ back tracking ဘိုင်းကတဖြည်းဖြည်းနဲ့ရိုးသွားနိုင်တယ်ထင်ရပါတယ်ဒါပေမဲ့အရုပ်တွေကအသက်ဝင်ပြီးအမြဲတမ်းနေရာတွေပြောင်းနေတာကြောင့်မို့လို့နေရာတစ်ခုတည်းကိုထက်ခါသွားရင်တော့ဘယ်အရုပ်ကလိုက်လာမလဲဆိုပြီးခံမှန်းလို့မရပဲစိုးရိမ်နေရတာမျိုးပါခြေတံတွေအယုတ်တွေကြားကဖြတ်သွားရင်စကားတန်တူတူလေးတွေကြားရတာညစ်ပတ်နံစုံနေတဲ့နေရာတွေကြောင့်လေတယောက်တည်းပိတ်မိနေတယ်ဆိုတဲ့အားငယ်ချက်ကိုဖြစ်စေပြီးစိတ်ကိုပိုပြီးခြောက်ကြားစေပါတယ်အဲ့တော့ညီကုန်းချောရမယ်ဆိုရင် Forgotten Memory ဆိုတာကိုယ့်ရှင်မှာဖြစ်နေတဲ့အရာတွေကအမှန်တကယ်လားပွင့်ရင်းရောင်လားဆိုတာမသိခွင့်ရဘဲနဲ့ပလီယာကိုစိတ်ချုပ်ချအောင်လုပ်တဲ့ horror game ကောက်တစ်ခုဖြစ်ပါတယ်Subnautica ဆိုတာရေတွေနဲ့ပြည့်နေတဲ့တခြားဂျိုကြီးပေါ်မှာရှင်သန်ရတဲ့ sci-fi open world survival game တစ်ခုပါ။ mobile ပေါ်မှာ Subnautica နဲ့ Subnautica Below Zero ဆိုပြီးထွက်ထားပြီးအခုဗီဒီယိုမှာတော့ Subnautica Below Zero အကြောင်းနည်းနည်းပြောချင်ပါတယ်။ game ဇာတ်လမ်းကတော့ main character Robin ကသူ့ညီမတေဆုံးမှုကိုစုံစမ်းဖို့ရာ Planet 4546B ရဲ့အေးခဲနေတဲ့နေရာကြီးဖြစ်တဲ့ Sector 0ဆိုတဲ့ဇုံထဲကိုဆင်းသက်ခဲ့ပါတယ်။အရင် Subnautica 1နဲ့မတူတာကကုန်းမြေပေါ်တွေထိ explore လုပ်ရတဲ့ mechanic အသစ်တွေပါလာပြီးဗိုက်စာတာရေငတ်တာတွေရေထဲမှာ oxygen မပြတ်အောင် manage လုပ်ရတာတွေအပြင်အေးတန်းကြောင့် body temperature တွေကျပြီးမသေးအောင်လုပ်ရင်ကိုယ်နဲ့မရင်းနှီးတဲ့ဂျိုကြီးပေါ်မှာရှင်သန်ရမှာပါပလီယာကရေအောက်ထဲကငါးတွေဖမ်း mineral တွေ resource တွေလိုက်ဆိုပြီး fabricator လို့ခေါ်တဲ့စက်ပစ္စည်းတစ်ခုမှ crafting လုပ်ရပါတယ်နောက်ပိုင်း oxygen ဘူးအသစ်တွေရလာတဲ့အခါအဝေးကြီးကိုသွားနိုင်မဲ့ရင်တွေလှုပ်လာနိုင်တဲ့အခါမှာဟိုးရေအောက်နှက်ကြီးထဲထိဆင်းပြီး open world ရေအောက်ကဘာကြီးကို explore လုပ်လာနိုင်မှာပါ
Subnautica ဂိမ်းတွေရဲ့အဓိကဆွဲဆောင်ချက်ကရေထဲရောက်နေတဲ့ဆိုတဲ့ခန်းစားချက်ကိုပေးဆွဲနိုင်တာပါပဲဒီထဲမှာဆိုရင်အသက်ရှူတဲ့အခါရေမှုပေါင်းတွေတက်လာတာတွေရေလိုင်းလေးတွေကကိုယ်စီလာရိုက်တဲ့အတန်တွေကရေအောက်ကဘာထဲရောက်နေတဲ့ဆိုတဲ့ immersion ကိုခန်းစားရစေပါတယ်နေရာအသစ်တွေနဲ့ရေအောက်နှက်တွေကိုဆင်းလေပူဆန်းတဲ့အကောင်တွေပစ္စည်းအသစ်တွေတွေ့လာရလိမ့်မို့လို့ဝေါ်ကြီးကဘလောက်ကျဲကျဲဒီနေရာမှာဘာရှိမလဲဆိုတဲ့သိချင်စိတ်နဲ့ explore လုပ်ချင်စိတ်တွေဖြစ်လာတာမျိုးပါရေအောက်ကဘာရဲ့အလှတရားတွေကိုခန်းစားရင်ဘယ်နေရာကနေအနေရပြုတ်မဲ့အကောင်တွေထွက်လာမလဲဆိုတဲ့ tension ကလည်းဂိမ်းရဲ့ဆွဲဆောင်မှုတစ်ခုပါပဲဒါပေမဲ့ Subnautica Below Zero ကအရင်ထွက်ခဲ့တဲ့ Subnautica 1လောက်ဟော်တာပဲမရပါဘူး Subnautica 1တုန်းကဆိုရင် Ford တွေကြောင့်ရေအောက်ပတ်ဝန်းကျင်ကိုရှင်းရှင်းလင်းလင်းမမြင်ရတာပင်လယ်ထဲမှာလူသားဆိုလို့ငါတယောက်တည်းရှိတာပါလားဆိုတဲ့အထီးကျန်အားငယ်တဲ့ခန်းစားချက်တွေကိုအသုံးချပြီး Horror Atmosphere ကိုဖန်တီးထားတာကြောင့်မို့လို့တလက်ဆိုဖိုးဘီးယားရှိသူတွေအတွက်တော့တကယ် Horror Game ပါပဲဒါပေမဲ့ Below Zero မှာကျတော့ကုန်းမြင့် area တွေပါဝင်လာမှုရေအောက်ကဘာကြီးရဲ့လှပမှုတွေကကမ်းမမြင့်လမ်းမမြင့်ပင်လယ်ကြီးတဲ့ပိတ်မိနေပါတယ်ဆိုတဲ့ခန်းစားချက်တွေပျောက်ဆုံးသွားပြီး Horror ထက်ကိုအပန်းဖြစ်စရာနေရာတစ်ခုလိုဖြစ်သွားပါတယ်ညီကုန်းချုံးရရင် Subnautica Below Zero ဆိုတာရေအောက်ကဘာကြီးတဲ့ကိုယ်တိုင်ဆင့်ပြီး explore လုပ်ရတဲ့ feeling ကြောင့်အရာအလုံးကိုခဏမေ့ထားပြီးဂိမ်းကဘာကြီးတဲ့နေမျိုးချင်းတွေအတွက်အကြိုက်တွေ့မဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ဖုန်းပေါ်မှာစော့မယ်ဆိုရင် RAM4 Snapdragon 920အထက် Android version 10ရှိဖို့လိုပါလိမ့်မယ်